နှစ်ကာလကိုပြန်ယူတွက်ကြည့်လိုက်ရင်တော့နှစ်ကာလအတော်ပင်ကြာမြင့်ခဲ့ပြီပဲဖြစ်ပြီးကျွန်တော်ပင်ဌာနဆိုင်ရာဝန်ထမ်းဘဝကနေပြီးတော့အနားယူပြီးတော့စာရေးသားခြင်းအလုပ်ကိုလုပ်ကိုင်နေတဲ့အသက်50ကျော်အရွယ်ရှိနေပြီပဲဖြစ်တယ်။ငယ်တငယ်ချင်းဖြစ်သူတန်းစော်ကလည်းယခုအချိန်နဲ့တော့ကျွန်တော်ကဲ့သို့ပဲအသက်50ကျော်နေပြီဖြစ်သည်တွဲဖက်အထက်တန်းကျောင်းကြီးတစ်ကျောင်းမှာကျောင်းဆရာကြီးတဦးပဲဖြစ်နေပြီပဲဖြစ်တယ်။တယောက်တနေရာစီနေထိုင်ခဲ့ကြတော့လေတနေ့တခါနှစ်စဉ်ကျင်းပပြုလုပ်မြင်ဖြစ်နေတဲ့အာစတြီးယားဘူဇော်ပွဲဒီမှာတော့တန်းစုံနဲ့ကျွန်တော်ကမလွဲအေကန်တွေ့ဆုံရတတ်ပါတယ်။ယခုနှစ်သတင်းကြွတွင်လည်းအာစတြီးယားဘူဇော်ပွဲသို့တက်ရောက်ပါရန်ဖိတ်ကြားစာရောက်လာသဖြင့်တန်းစုံရောကျွန်တော်ရောတက်ရောက်ခဲ့ပါတယ်။ယခင်နှစ်တွေကတော့အမြဲတမ်းစုံပြီးတော့ကြောခဲ့ရသည့်ငယ်ဆရာဆရာမတချို့တွေယခုနှစ်တွင်တော့တက်ရောက်နိုင်ခြင်းမရှိကြတော့ပဲကွယ်လွန်သူတွေကလည်းကွယ်လွန်တက်ရှိထင်ရှားရှိနေသူတချို့ကလည်းကျမ်းမာရေးမကောင်းကြတော့ပဲရှိနေကြတယ်။ထို့အထဲမှာမှထူးထူးခြားခြားကျွန်တော်တို့ငငယ်က9တန်းကျောင်းတက်ခါစအတန်းပိုင်ဆရာဖြစ်ခဲ့တဲ့ဆရာကြီးဦးကျော်ခင်ကတော့ကျမ်းမာရေးမကောင်းသဖြင့်နှစ်စဉ်မတက်ရောက်နိုင်ပဲယခုနှစ်မှာတော့ကျမ်းမာရေးအနှဲငယ်ပြန်ကောင်းလာသဖြင့်တပည့်ဟောင်းများနဲ့ပြန်တွေ့နိုင်ရန်ကြော့ခံပွဲကိုတက်ရောက်ခဲ့ပါတယ်။ဟဲ့မင်းအေးကျော်မဟုတ်လားအခုဘယ်တွေရောက်ပြီးတော့ဘာတွေလုပ်နေကြတော့ဟုတ်ကဲ့ကျွန်တော်အေးကျော်ပါဆရာကြီးရန်ကုန်မှာနေပါတယ်ဝန်ထမ်းဘဝကနေအနားယူပြီးတော့အခုတော့စာလေးပါလေးရေးနေပါတယ်ခင်ဗျာဟုတ်လားအေးကောင်းတယ်ဒါနဲ့မင်းရဲ့တွဲဘက်ဟိုကောင်ဘသူတန်းစော်ဆရာကြီးအေးဟုတ်တယ်တန်းစော်ဆိုတဲ့ကောင်ရောအခုဘယ်ရောက်ပြီးတော့ဘာတွေလုပ်နေကြလဲကွယ်ဒီနေ့မလာဘူးလားလာပါတယ်ဆရာကြီးအပြင်မှာတငယ်ချင်းတွေနဲ့တွေ့နေတယ်ထင်ပါရဲ့ကျွန်တော်ခေါ်ပေးပါမယ်အခန်းအပြင်ဘက်ကိုထွက်ပြီးတော့ကျွန်တော်လည်းတန်းစော်ကိုထွက်ခေါ်လိုက်လေတော့တယ်တန်းစော်ကလည်းတက်နေ့မှာတစ်ခါသာတွေ့ရတဲ့ငယ်တငယ်ချင်းတချို့နဲ့လည်းစကားပြောကောင်းနေစေပါဟဲ့ကောင်တန်းစော်မင်းကိုဆရာကြီးကတွေ့ကျင်တယ်လို့မေးနေတယ်ကွာခဏလာလိုက်အောင်အေးလာခဲ့မယ်ကဲတငယ်ချင်းတို့ကြီးစကားတော့ပြောကောင်းတယ်ကွာဒါပေမဲ့ဆရာကြီးဦးကျော်ခင်ကခေါ်နေတယ်ဆိုတော့မြန်သွားမှရမယ်ကွာငယ်တုန်းကလို့လက်တံပြောင်းသေးလားတော့မသိဘူးတော်ကြအသက်ကြီးမှအဓိခံနေရအောင်မယ်တန်းစောကစကားအမြန်ဖြတ်ပြီးတော့ကျွန်တော်နဲ့လိုက်လာခဲ့လေတော့တယ်ဆရာကြီးရှေ့ရောက်တဲ့ခါမှာတော့ဆရာကြီးကရုတ်တရက်တန်းစောကိုမှတ်မိပုံမပေါ်ငယ်တုန်းကလို့ပိမ့်မဲချစ်ကန်ပုံစံမဟုတ်တော့ပဲတည်ငြိမ်ရင့်ကျက်လာတော့ဥပတိယုံနဲ့တာနာဖြစ်နေတာကြောင့်မှတ်မိပေးမယ်ဖြစ်တယ်တန်းစောကတော့စတင်နှုတ်ဆက်လိုက်လေတော့တယ်ဆရာကြီးကျွန်တော်တန်းစောပါခင်ဗျာဟောတန်းစောဟုတ်လားတီငြိမ်ခန့်ညာဖြစ်သွားပါလားဒါကြောင့်ဆရာကြီးရုတ်တရက်မှတ်မိတာထင်တယ်အခုဘာတွေလုပ်နေတော့အရင်လိုပဲနောက်တုံးပြောင်းတုံးပဲလားတန်းစောမဖြေခင်ကျွန်တော်ကအရင်ဥအောင်လို့ဝင်ဖြေလိုက်ပါတော့တယ်တန်းစောကအခုအဲ့လိုမဟုတ်တော့ဘူးဆရာကြီးတရက်ပေမျိုးနဲ့ကအထက်တန်းကျောင်းကြီးတစ်ကျောင်းမှာကျောင်းဆရာကြီးဖြစ်နေပြီဟေးဟုတ်ရဲ့လားကွယ်မင်းတို့ကိုယ်တိုင်ပြောနေလို့သာယုံလိုက်ရတာတခြားသူတွေကလာပြောရင်တော့ဆရာကြီးယုံမှာမဟုတ်ဘူးငယ်တုန်းကတော့နောက်ပြောင်နဲ့အလွန်ဆိုးတယ်ကောင်အခုလိုဖြစ်လာလိမ့်မယ်လို့တော့ထင်အောင်မထင်ထားဘူးကွယ်ထိုနေ့ကအာစတြီးယားပူဇော်ပွဲပြီး၍ဆရာကြီးဦးကျော်ခင်ကိုတန်းစောနဲ့ကျွန်တော်အိမ်အထိလိုက်ပို့ခဲ့ပါတယ်တလန်းလုံးဆရာကြီးကကျွန်တော်တို့နှစ်ယောက်ကိုဆုံးမခဲ့လေတော့တယ်ငါးတပည့်တွေအခုလိုလိမ့်မမာနဲ့လူတစ်လုံးသူတစ်လုံးဖြစ်လာတော့လေမြင်ရတဲ့ဆရာပြောမပြတဲ့အောင်ဝမ်းသာပါတယ်ကွာနောင်ကိုလည်းလိမ့်မမာနဲ့ဆရာနှစ်တိုင်းတွေ့ကျင်တယ်နော်ဟုတ်ကဲ့ပါဆရာကြီးလည်းကျမ်းမာရေးကိုဝေးဆိုင်ပါခင်ဗျာဆရာကြီးဦးကျော်ခင်ပြောသလိုပဲငယ်ကတန်းစော်တယောက်ကအလွန်ကိုအနောက်အပြောင်တန်လွန်းလာတယ်တဒန်းလုံးနဲ့အစင်ပြေအောင်နေတော့လဲအနောက်တန်လွန်းလာတဲ့တန်းစော်ရဲ့တန်းကိုအားလုံးကခံကြရတာအဲ့ဒီမှာတော့ပြောစမတ်တွင်သွားတဲ့တန်းစော်ရဲ့နောက်ပြောင်မှုကတော့တကြောင်းလုံးကိုပွက်လို့ရိုက်ပြီးစူညံသွားတာပါပဲမမရကျွန်တော်တို့9တန်းတက်ပြီးနှစ်လယ်လောက်မှာပဲဖြစ်တာကျွန်တော်တို့ငငယ်ကနေခဲ့ရတဲ့ရွာတောင်ရွာကြီးကရန်ကုန်ပြည်ကားလိုက်မကြီးပေါ်မှာရှိပြီးတော့အောင်လံမျိုးနဲ့တစ်ဆက်သေးလိုပဲရှိတာတို့ရရင်တော့မျိုးနဲ့ရွာနဲ့နမိတ်အခြားမှာတော့ရာခင်းများနဲ့တင်းချိုင်းကုန်းကြီးတစ်ခုကရှိနေတာကြောင့်တီးကြလိုဖြစ်နေခဲ့တာ၄တန်းအထိကိုရွာရှိမူလာတန်းကျောင်းတွေမှာပညာသင်ကြားခဲ့ရပြီး၄တန်းအောင်ပြီးတော့9တန်းရောက်သည့်နေ့မြို့ပေါ်ကအထက်တန်းကျောင်းတွေကိုပြောင်းပြီးတော့ပညာသင်ကြားရတယ်9တန်းမှာကအတန်းခွဲ6ခန်းရှိတော့လဲတန်းစော်နဲ့ကျွန်တော်ကကန်ကောင်းစွာပင်တစ်ခန်းနဲ့တစ်ခုံထဲကိုအတူတူတက်ရတာကျွန်တော်တို့အတန်းမိုင်ဆရာကတော့ဆရာကြီးဦးကျော်ခင်ဖြစ်ပြီးတော့စာသင်ကြားရေးမှာတော့အလွန်စေတနာထားပြီးတင်သလားတပည့်များကိုလည်းချစ်ပြီးတော့စီကန်းကြီး၍အရိုက်လေးကျန်းလာတယ်ဤသို့ဆရာကြီးကလည်းစီကန်းကြီးပြီးအရိုက်ကျန်းတော့လဲတန်းစော်ကတော့ငငယ်ကလေးကအစအနောက်တန်းနဲ့ဗီဇကိုမဖြောက်နိုင်ခဲ့ဘူးတညက်နေကျောင်းဆင်းချိန်မှာတော့ကျောင်းဆင်းခေါင်းလာထိုးနေပြီဖြစ်တော့လေကျောင်းသူလေး9ယောက်မှမပြန်နိုင်သေးပဲတခန်းလုံးရှိစပွဲကုံကလထိုင်နေရဲ့အောက်မှာတစုံတရာကိုတဲကြီးမဲကြီးရှာနေကြတော့တယ်ထွေချိန်မှာပဲဆရာကြီးဦးကျော်ခင်ကလည်းဘီရိုထဲမှာစာအုပ်မေးကြံခဲ့တဲ့ဖြစ်အခန်းထဲကိုလာယူခိုက်တွေ့သွားလေတော့တယ်အံ့ဩစွာမေးလိုက်တယ်ဟဲ့ငါတပည့်ဒီ
ဘာတွေတဲကြီးမဲကြီးရှာနေတာတော့ကျောင်းဆင်းသွားတာတော့10မိနစ်ကျော်လောက်ရှိနေပြီကျောင်းသူတွေတူကလည်းငိုမဲမဲဖြစ်ပြန်ပြေးတယ်ကျမရဲ့ဖဏတစ်ဖက်ပျောက်သွားလို့ပါဟာဆရာကြီးခေါင်းအောင်မှာပဲချွတ်ထားတာပါညနေကျောင်းဆင်းလို့စီးမယ်ကြည့်လိုက်တော့ဖဏတစ်ဖက်ကပျောက်နေမှန်းသိလိုက်ရပါတယ်ညီကရှေ့ဆုံးခုံမှာထိုင်တာမဟုတ်လားနောက်ဘက်ကခုံနေအောက်တွေကရှာကြည့်ပါလားမတွေ့ဘူးဆရာကြီးတခန်းလုံးလဲနှံ့နေပြီကဲဒါဆိုအချိန်လည်းမရှိတော့ဘူးညီတို့အုပ်စုထဲမှာကျောင်းနဲ့အနီးဆုံးဘသူအိမ်ရှိသလဲကျမအိမ်ရှိပါတယ်ဆရာကြီးကျောင်းရှိဘောလုံးကွင်းသားမှာလေကျောင်းသူလေးတို့ကပြန်ပြေးလိုက်တာကြောင့်ဆရာကြီးကလည်းဆုံးဖြတ်လိုက်ပြီးတော့ဖဏပြောက်သောကျောင်းသူလေးအားပြောလိုက်လေတော့တယ်ကဲဒါဆိုသမီးကတငယ်ချင်းရဲ့အိမ်ကိုလိုက်သွားအဲ့ဒီကဖဏတရံကိုခဏငှားယူပြီးတော့အိမ်ကိုပြန်မနေ့ကမှဆရာကြီးပြန်စစ်ဆေးပြီးတော့ပြန်ရှာပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ပါဆရာကြီးနောက်တနေ့မနေ့မှာတော့ကျောင်းတက်သည်နဲ့ဆရာကြီးဦးကျော်ခင်ကလည်းတယောက်ချင်းကိုတေချာဆက်လိုက်မေးပြီးတော့နောက်ဆုံးတန်းစော်လက်ချက်မှန်ပေါ်သွားလေတော့တယ်ဟေ့ကောင်တန်းစော်မင်းကတော့ကွာသူများဒုက္ခရအောင်တော်တော်လုပ်တာပဲစတယ်နောက်တယ်ဆိုပေမဲ့သူများစိတ်အထိခိုက်ဖြစ်အောင်လို့မလုပ်ရဘူးကွနေပါအောင်မင်းထိုင်တာကနောက်ဆုံးခုံအခုဖဏက်ပြောက်တဲ့ကျောင်းသူလေးကရှေ့ဆုံးခုံဘလို့လို့ရအောင်ယူတာတော့ငါ့ကိုတေချာရှင်းပြပါအောင်ဒါလို့ပါဆရာကြီးကျောင်းခုံတွေမှာထိုင်တဲ့ကျောင်းသားတွေကိုတယောက်ချင်းလက်ဆင့်ကမ်းပြီးတော့ကျိုးတစ်ချောင်းကိုပေးပါတယ်ရှေ့ဆုံးခုံနောက်ကတငယ်ချင်းကခေါင်းကိုဆင်းပြီးတော့ကျိုးလေးကိုခြေပေးပါတယ်ပြီးမှကျွန်တော်ကကျိုးကိုဖြည်းဖြည်းချင်းဆွဲပြီးတော့အခန်းအပြင်ဘက်ကအမိုက်ပုံးလေးတွေကိုထည့်ထားခဲ့ပါတယ်ရှာတွေ့မယ်ထင်လို့ကျွန်တော်လည်းမပြောမိခဲ့လိုက်ပါပါဆရာကြီးကောင်းကွာဒါဆိုမင်းတယောက်တည်းမဟုတ်ဘူးပေါ့ကဲအခုကိစ္စမှာပါတဲ့ကောင်လေးကို့အသိစိတ်ဓာတ်နဲ့ကိုခုံမော်တက်မတ်တက်ရက်ကြဆရာကြီးเจ้าကိုသိကြတဲ့เจ้าသားတွေကလည်းခုံမော်တက်မတ်တက်ဆက်ရိုက်လိုက်ကြတော့တယ်ထိုနေ့ကဆရာကြီးလက်တံကိုတန်းစော်တို့အုပ်စုကောင်းစွာခံလိုက်ရတယ်တန်းစော်ကတော့ခဏသာမျက်နှာပိုးတက်ပြီးတော့အချိန်ပြောင်း၍ဆရာကြီးထက်သွားသည်နဲ့ဆက်ဖြည်းဖြည်းမျက်နှာကထုံးစံအတိုင်းပြန်ဖြစ်သွားလေတော့တယ်အဲ့ဒီပြင်တန်းစော်ကတခါတရံတငယ်ချင်းတချို့ရဲ့စပိန်များကိုလည်းပြားချက်နေအောင်လေလျှော့ထားတတ်တယ်လို့အိမ်မှာလူကြီးများမသိအောင်လို့ဘွားရှင်တစ်ချောင်းကိုယူလာပြီးတော့စပိန်ဝင်ရိုးနှက်တွေကိုလျှော့ထားတတ်တယ်။ကျောင်းအပြင်ဘက်တွင်တော့စပိန်များထားရတာကြောင့်တန်းစော်ရဲ့လက်ချက်မှန်ရိပ်မိတော့လဲလက်စုပ်လက်ကင်မပြနိုင်၍ဆရာကြီးအားတိုင်မပြောရကြဘူး။တိခဏရပေါင်းများလာပြီပဲဖြစ်တယ်။ဒီတစ်ခါမှတော့သူအမြင်ကနေတဲ့ကျောင်းသူလေးတချို့ရဲ့ဖေးနိုင်ကုန်ပေါ်မှာရှာရှာဖွေဖွေခွေးလျားသည့်အမှုန်များကိုစက်ကူနဲ့ထုတ်ယူလာပြီးတုတ်ထားသဖြင့်ကျွန်တော်တို့တခန်းလုံးလဲပွက်လို့ရအောင်စူညံသွားခဲ့ရတယ်။လက်သက်တရခန့်တန်းစော်ဆိုတာရိပ်မိတော့လဲလက်ဘူးလက်ချက်မပြနိုင်တဲ့ဖြင့်ဆရာကြီးဦးကျော်ခင်တယောက်တောက်တစ်ခေါက်ခေါက်ဖြစ်တာနေရလေတော့တယ်ကျွန်တော်တို့ပထမအစမ်းစာမွေးဝဲဖြေပြီး၍တရင်ကျိုကျောင်းပိတ်ရဲ့ပိတ်လိုက်တဲ့ဖြင့်ကျွန်တော်နဲ့တန်းစော်တို့လွတ်လွတ်လပ်လပ်နဲ့ကစားခွင့်ရခဲ့ပါတယ်တရင်ကျိုကျောင်းပိတ်ရဲ့ရှည်ကြီးပိတ်ပြီးတော့ကျောင်းမှာပြန်ဆဖွင့်ပြီးတော့တပတ်ခန့်အကြာပိုင်းဖြစ်တယ်ထိုနေ့ကလည်းညနေကျောင်းဆင်းသွားတော့လဲလေးချင်ကန်စာအုပ်များစစ်ဆေးနေရတဲ့ဖြင့်ဆရာကြီးဦးကျော်ခင်အိမ်မပြန်သေးပဲအခန်းထဲမှာပဲမိเจ้าများကိုဖွင့်၍အလုပ်လုပ်နေခဲ့တယ်စောင်းပေါက်လာပြီးဖြစ်တာကြောင့်နေတာကတူပြီးတော့နေစောစောဝင်သွားတဲ့ဖြင့်တိရိတ်ဝိုင်းများကောင်းသောငါးတန်းကျောင်းဆောင်လေးမှညနေစောစောဖြစ်တော့လဲညကမှောင်ရီတန်းစာပြုတ်လာလေတော့တယ်အလုတ်တွင်စိတ်ဝင်စားနေသောအကြောင်းမှောင်စာပြိုးနေသည်ကိုပင်ဆရာကြီးကသတိမထားမိဘူးထိုစဉ်လေးမတိုက်မိုးမြပါပဲဖွင့်ထားတဲ့ဒကမာကြီးနဲ့ဗတင်းပေါင်များကရုတ်တရက်တိုင်းတိုင်းနဲ့ပိတ်သွားလေတော့တယ်ထွာကားမှဆရာကြီးကလည်းပတ်ဝန်းကျင်ကိုသတိထားမိပြီးတော့ဒကားများကိုပြန်ဖွင့်ရန်ထားလိုက်လေတော့တယ်ကြောက်ခနဲ့မိတန်နဲ့အတူမိเจ้าကလည်းရုတ်တရက်ငိမ့်သွားပြန်တယ်တကားပေါင်များပြန်ဖွင့်ပြီးတော့ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာလျှက်စစ်မီးများလင်းထိန်နေသည်ကိုတွေ့လိုက်ရတာကြောင့်မီးခလုံးများပြက်နေလားလို့ထင်ပြီးတော့ပြန်ဖွင့်ကြည့်လိုက်ရာကြောက်ခနဲ့မိတန်နဲ့အတူမီးချောင်းများကလင်းလာပြန်တယ်လက်ပတ်နာရီကိုကြည့်လိုက်တဲ့ချိန်မှာတော့6နာရီကျော်နေပြီဖြစ်တာကိုတွေ့လိုက်ရတဲ့ဖြင့်အိမ်ပြန်ရင်ပစ္စည်းများကိုတိမ့်လိုက်လေတော့တယ်အဲ့မှာပင်ကြောက်ခနဲ့မိတန်နဲ့အတူမီးချောင်းများကပြန်ငိမ့်သွားပြန်တဲ့ဖြင့်ဆရာကြီးဦးကျော်ခင်လည်းစိတ်တူသွားပြန်တော့တယ်မီးချောင်းပြန်ဖွင့်ရန်မီးခလုတ်ရှိရာကိုခြေလန်းလိုက်စင်ပါပြီမီးချောင်းကမပွင့်ပဲအလိုလိုပြန်လင်းလာလေတော့တယ်တစုံတစ်ခုထူးခြားနေပြီဖြစ်ကြောင်းကိုဆရာကြီးဦးကျော်ခင်ကလည်းရိပ်မိလိုက်တဲ့ဖြင့်ခက်မြန်မြန်ပြီးတကားများကိုပိတ်လိုက်ပြီးမီးချောင်းလည်းပိတ်လိုက်ခါအခန်းတကားမကြီးကိုတောက်ခတ်နေစင်ပါပဲအေးခနဲ့လေတိုက်တယ်လို့ခံစားလိုက်ရပြီးနောင်နှစီမှာလူတစ်ယောက်ဖြတ်သွားတယ်လို့ရိတ်ခနဲ့မြင်လိုက်ရတဲ့ဖြင့်လှည့်ကြည့်လိုက်ရမှဘာမှမတွေ့ဘဲနဲ့ရှင်းလင်းနေတော့တယ်တကားမြန်မြန်ပိတ်ပြီးတော့တုတ်ချေတင်ကအိမ်တို့ပြန်လာခဲ့နေတော့တယ်တလန်းလုံးလဲစဉ်းစားကြည့်တော့လဲအဖြေကပေါ်မလားဒီ9တန်းကျောင်းဆောင်တွေတာဝန်ထမ်းဆောင်ခဲ့ဒီမှာလဲတစ်နှစ်နှစ်နှစ်ထဲမဟုတ်ကာလကြာမြင့်ခဲ့ပြီပဲဖြစ်ပြီးတော့ယခုလိုတခါမှလည်းမဖြစ်ဘူးခဲ့ပြီအိမ်တို့ရောက်ပြီးရေမိုးချိုမိသားစုနဲ့ထမင်းစားကပြောကြဆိုကြနဲ့ဆရာကြီးဦးကျော်ခင်လည်းညနေကကိစ္စအားမေ့သွားလေတော့တယ်နောက်တနေ့မနေ့ကျောင်းရောက်တော့လဲကျောင်းကိစ္စများနဲ့အလုံးရှုပ်ခါတတိမထားမိနိုင်သေးပဲကိစ္စတစ်ခုဖြစ်ကျောင်းအုပ်ကြီးရုံးခန်းစီကိုသွားခဲ့ရာကျောင်းစီရေးကြီးဦးထွန်းဝေကဆရာကြီးဦးကျော်ခင်ကိုတွေ့သည်နဲ့စီးပြောသည်ဆရာကြီးဘာကိစ္စရှိလို့လဲဒီညနေကျောင်းမှာဂျူတီကြတယ်နော်ဆရာကြီးမေ့နေမှာစိုးလို့အော်ဟုတ်ကဲ့ကိုထွန်းဝေရေကိစ္စလေးတစ်ခုတင်ပြစရာရှိလို့
ကျောင်းကြီးကိုလာတွေ့တာပါဒီနေ့ညဂျူဒီကိုတော့မမေ့ပါဘူးဗျာအိမ်ကပြက်ကလေးမှာတလစာမှတ်ထားပြီးသားပါလောလောဆယ်ကျောင်းကြီးအပြင်ကိုခဏသွားတယ်တိတ်အရေးမကြီးရင်မနေ့ဖြန်ကြားမှလာခဲ့ပါကျောင်းဆရာကြီးကကျောင်းဆင်းမှပြန်ရောက်မှာဟုတ်ကဲ့တိတ်အရေးမကြီးပါဘူးဗျာဒါဆိုမနေ့ဖြန်ကြားမှပဲလာခဲ့တော့မယ်ဗျာညနေရီစောစောချိုးထမင်းစားတော့ပြီးသည်နဲ့အဲ့ရလေးယူကကျောင်းသူထွက်လာခဲ့လီတော့တယ်ရုံးခန်းတွေညဆောင်ကိုတောင်းအားတွေ့တဲ့အခါမှာတော့နှစ်ယောက်သားခဏထိုင်ကရင်နွေးတောင်းစကားပြောနေရင်းနဲ့နိုင်ကိုကြည့်လိုက်ရမှာည9နာရီပဲထိုးနေပြီဖြစ်ကြောင်းတွေးလိုက်ရလေတော့တယ်ကဲကိုတောင်းရီဓမီလေးတွေယူကျောင်းကိုတစ်ပတ်လောက်တော့လှည့်ကြည့်ရအောင်ဆရာကြီးဦးကျော်ခင်နဲ့ကိုတောင်းတို့နှစ်ယောက်လဲဓမီကိုစီဖြစ်ကျောင်းဝန်းကြီးကိုတစ်ပတ်လှည့်၍ကြည့်လိုက်ရဘာမှတော့မထူးကြပဲနောက်ဆုံးရုံးခန်းသို့ပြန်ရင်9တန်းကျောင်းဆောင်ဘက်မှလှည့်လိုက်ကြလေတော့တယ်ဆရာကြီးဦးကျော်ခင်ကျွန်တော်တို့9တန်းကျောင်းဆောင်ကိုကြည့်လိုက်ပါဦးဗျလူတယောက်ဆက်လိုက်ထိုင်တော့နေတယ်ရုတ်တရက်ကပ်ပြောလိုက်သည့်ကိုတောင်းရဲ့စကားကြောင့်ဆရာကြီးဦးကျော်ခင်9တန်းကျောင်းဆောင်ဘက်ကိုလှည့်ကြည့်လိုက်ရာကိုတောင်းပြောသလိုပဲဆက်လိုက်မီတရေရဲဖြစ်လူတယောက်ကဆက်လိုက်ထိုင်တော့နေတဲ့ပုံကိုမြင်လိုက်ရသဖြင့်ခြေလမ်းကိုခက်မြင်မြန်လေးလှန်ရင်ပြောလိုက်လေတော့တယ်လာဗျာကိုတောင်းမြင်တော့ပြောကြရအောင်ဒီအချိန်ကြီးကျောင်းထဲကိုဘာလာလုပ်နေတာလဲမသိပါဘူးတော်ကြဆက်လိုက်မီအကျွင်းကျန်ကြောင့်မိထလာဝင်လည်းမလွယ်ဘူးတော်လျှောက်လာကြပြီးခက်လန်းလန်းရောက်မှာတော့ဓမီနဲ့ပြိုင်သူထိုးကြည့်လိုက်လေတော့တယ်စောစောကဆက်လိုက်တောက်နေသူကိုလည်းမတွေ့ရဘဲနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်နေလေတော့တယ်ဘေးပတ်ဝန်းကျင်တစ်ခုလုံးကိုဓမီနဲ့လည်းဖြစ်ပြိုင်သူထိုးကြည့်တော့လည်းဘာမှမတွေ့ရအခုလေးတွေမြင်လိုက်သေးတာထွက်ပြေးတယ်ဆိုရင်လေခြေတန်းတော့ကြားမှာဗျပြီးတော့ဒီလောက်ရှင်းနေတာမြင်တာကလည်းခမရကျွန်တော်ရောနှစ်ယောက်စလုံးမြင်လိုက်တာဆိုတော့မျက်စိမားစရာတော့မရှိဘူးဆရာကြီးနဲ့ကိုတောင်းမှမကြင်မနှန်းနဲ့အဆောင်တစ်ခုလုံးကိုပတ်ပြီးတော့ဓမီထိုးရှာတော့လဲဘာမှမတွေ့ခဲ့ပါရုတ်တရက်မင်းညကအဖြစ်ပြက်ကိုဆရာကြီးဦးကျော်ခင်ကစဉ်းစားမိသွားတာကြောင့်ကိုတောင်းကိုနှစ်သိမ့်ပြီးတော့ရုံးခန်းကိုခက်မြင်မြန်လေးပြန်လာခဲ့လိုက်တယ်လာပါဗျာမျက်စိမားတာဖြစ်ပါလိမ့်မယ်ပြန်ကြရအောင်နည်းနည်းတောင်အေးလာပြီနောက်တစ်နေ့နေ့လယ်တွင်စာသင်ချိန်တစ်ချိန်အားတာကြောင့်ဆရာကြီးဦးကျော်ခင်ကလည်းဆရာမများနားနေကန်းသို့ခဏအနားယူရန်ဝင်လာခဲ့တော့တယ်အခန်းထဲရှိစပွဲတစ်လုံးတွင်ဆရာမနှစ်ယောက်ခေါင်းချင်းဆိုင်ကတိုးတိုးတိတ်တိတ်နဲ့စကားပြောနေကြသဖြင့်ဆရာကြီးဦးတောင်းခင်ကနောက်ပြီးတော့မေးလိုက်တယ်ဆရာမတို့တိုးတိုးတိတ်တိတ်နဲ့ဘာတွေတိုင်မြင်နေကြတာတော့ကောင်းတဲ့သတင်းဆိုရင်လည်းကျွန်တော်ကိုပြောပါအောင်အော်ဆရာကြီးပါလားတိတ်ကောင်းတဲ့သတင်းကိုတော့ပြောနေကြတာမဟုတ်ဘူးဒီမနက်ပိုင်းကျမတို့ကျောင်းကိုလာတော့ကျောင်းအိမ်ဘေးကအတော်ကြီးကလှမ်းခေါ်လို့ကျမတို့ခဏဝင်သွားကြတာဘာတွေများပြောလိုက်လို့လဲဆရာမရဲ့စိုးစမ်းမအောင်ဗျအတော်ကြီးကပြောတယ်အခုရပိုင်းမနဲ့စောစောဆွန်းထားချက်ရင်ကျမတို့9တန်းကျောင်းဆောင်ရှိမှလူကြီးတယောက်နဲ့မိန်းကလေးယောက်ကလမ်းလျှောက်နေတာကိုမြင်ရတယ်တဲ့2ရက်3ရက်ဇက်တိုင်မြင်ရလို့ကျမတို့ကိုခေါ်ပြီးပြောတာတဲ့အဲ့ဒါကျမတို့လည်းဘလို့မှမစင်စားတတ်လို့ပြောနေကြတာတရေမြဲ6တာလားလို့ဟုတ်လားတရက်2ရက်လောက်တော့စောင့်ကြည့်လိုက်ပါဦးမယ်ဒါမှမဟုတ်လို့ဒါလိုနောက်ရက်ပိုင်းဒီမှာဆက်မြင်နေဆိုရင်တော့ကျောင်းဆရာကြီးကိုတင်ပြပြီးတော့ကျွန်တော်တို့ဖုန်းကြီးပြင်ပြီးတော့ပရိရကြရတာပေါ့ဗျာဟုတ်ကဲ့ဒါဆိုရင်တော့ကောင်းတာပေါ့ဆရာရေနောက်2ရက်3ရက်ကြာတော့လဲဇက်တိုင်မြင်နေရသည်ဟုပြောကြတာကြောင့်ဆရာကြီးဦးကျော်ခင်ကကျောင်းဆရာကြီးကတင်ပြကစနေတနင်္ဂနွေကျောင်းပိတ်ရက်တွင်တော့တန်ဃာတော်များကိုပင်၍ပရိရရန်စီစဉ်ခဲ့လိုက်လေတော့တယ်တဆင်စကားဖြင့်တဆင်ကြားရပြီးတော့9တန်းကျောင်းဆောင်ဘက်တွင်တော့တရေ6တဲ့သတင်းကလည်းတကြောင်းလုံးကိုအလိုလိုတိကုန်ကြလေတော့တယ်ညနေကျောင်းဆင်းသွားသည်နှင့်အဆောင်တွင်မြည်သည့်ကိစ္စပဲရှိမသွားရကြပါဤသို့ဖြင့်တနင်္ဂနွေနေ့တွင်တော့တန်ဃာတော်9ပါးကိုပြင့်ပြီးတော့လှူဝဲပစ္စည်းများဆက်ကပ်လှူဒန်းကပရိတ်တရားတော်ရွတ်ဖတ်နာယူကြပြီးတော့မကြွမလွတ်သေးတဲ့သူများအမျှပေးဝေကြခဲ့တယ်။တနင်္လာနေ့မနက်ပိုင်းကျောင်းတက်၍အချိန်တစ်ချိန်အားနေသဖြင့်ဆရာကြီးဦးကျော်ခင်ကကျောင်းဆရာကြီးရုံးခန်းသို့ထွက်လာခဲ့လေတော့တယ်။အခန်းထဲကိုဝင်လိုက်သည်နှင့်ဆရာကြီးကစီးပြောလေတော့တယ်။ဆရာကြီးကျော်ခင်လာဗျာအခုပဲခမ ्या ကိုခေါ်ခိုင်းတော့မယ်ဆဲပဲခမ ्या လာတော့အသင့်ဖြစ်သွားတာပေါ့လာထိုင်မအောင်ဟုတ်ကဲ့ဆရာကြီးကျွန်တော်လေးဆရာကြီးကိုပြောစရာရှိလို့လာခဲ့တာပါဒါဆိုဆရာကြီးခေါ်ခိုင်းတဲ့ကိစ္စကိုအရင်ပြောပါဆရာကြီးဒါလို့ဗျဆရာကြီးဦးကျော်ခင်ကညကကျွန်တော်အိမ်မက်တစ်ခုကိုထူးထူးဆန်းဆန်းမှတ်တယ်အိမ်မက်ထဲမှာကျွန်တော်ကဒီရုံးခန်းထဲမှာအလိုလိုနေရင်းနဲ့ရုတ်တရက်အခန်းဝမှာလူအိတ်ကြီးကိုတွေ့လိုက်တော့သပင်တိုလူကြီးတယောက်နဲ့မိန်းမခက်ရွယ်လေးတယောက်ကရက်နေကြတာကျွန်တော်ကလည်းအခန်းထဲဝင်ဖို့ခေါ်တော့လဲမဝင်ကြဘူးဗျနှစ်ယောက်လုံးကကျွန်တော်ကိုတော်တော်စိတ်ဆိုးနေပုံနဲ့ရတယ်မျက်တောင်နေကြီးနေနဲ့ကြည့်နေပြီးတော့ခဏကြာမှလူကြီးကကျွန်တော်ကိုလက်ညှိုးကြီးထိုးပြီးတော့ပြောတယ်ဒီနေရာကိုခမ ्या တို့ခေါ်လာလို့လိုက်လာခဲ့ရတာကိုသဘောနဲ့ကိုလာတာလည်းမဟုတ်ဘူးအခုကကျုပ်တို့ကိုဟိုဟာရွတ်ဒီဟာရွတ်နဲ့အခုလိုဒုက္ခပေးနေတာတော့ကောင်းသလားကဲမြန်ပြန်ဖို့ပေးပါလို့ပြောပြီးတော့ထွက်သွားကြတာကျွန်တော်လည်းအိယာကလန့်လို့ကလေးကစဉ်းစားကြည့်နေတာအဖြစ်မပေါ်လို့ခမ ्या တို့ကိုတိုင်ပင်ရအောင်ခေါ်ခိုင်းလိုက်တာဟုတ်ကဲ့ဆရာကြီးအံ့ဩစရာပဲခမ ्या ကျွန်တော်လည်းညကဆရာကြီးမှတ်တဲ့အိမ်မက်အတိုင်းမှတ်ခဲ့လို့တခုခုထူးခြားနေတယ်ထင်ပြီးတော့ဆရာကြီးစီကိုလာခဲ့တာပါကျွန်တော်စဉ်းစားကြည့်ရတာကတော့ဆရာတပည့်တွေထဲမှာတယောက်ယောက်ကများနှုတ်ပြောင်ဘာတွေများလှုပ်ထားသလဲဆိုတာပဲဟုတ်ကဲ့ကျွန်တော်လည်းအဲ့ဒါလိုထင်လို့ဆရာကြီးကိုပြောရအောင်လာခဲ့တာပါဒါဆိုရင်တော့ဆရာရဲ့9တန်းကျောင်းသားတွေထဲမှာဖြစ်နိုင်မဲ့လူကိုရွေးပြီးတော့
တယောက်ချင်းကိုတေးသေးချာချာမေးကြည့်စမ်းပါဗျာတခုခုတော့ရှိရမယ်အကျန်းကြီးတော့မသုံးပါနဲ့ဗျာဒါမျိုးက6မင်းရင်အရိုက်ခံမှာကြောက်လို့ဘယ်သူမှအမှန်ဖြေမှာမဟုတ်ဘူးဟုတ်ကဲ့ဆရာကြီးကျွန်တော်သဘောပေါက်ပါတယ်ဒီနေ့နေ့လေအကြောင်းပြန်တက်ရင်တော့တေချာလေးမေးကြည့်လိုက်ပါမယ်အခန်းထဲပြေရောက်သည်နှင့်ပထမဦးဆုံးဖြစ်နိုင်ခြေရှိတဲ့ကျောင်းသားများကိုအရင်လေ့လာပြီးတော့အထူးသဖြင့်ကျောင်းလာသည့်လမ်းတွင်တော့ထူးခြားသောနေရာများကိုဖျက်လာသည့်ကျောင်းသားများကိုတော့ရွေးထုတ်ရတာတဖြည်းဖြည်းနဲ့ရွေးထုတ်ခဲ့ရာနောက်ဆုံးတင်းချိုင်းကုန်းကြီးအားဖြတ်ပြီးတော့ကျောင်းလာတက်ရသောကျောင်းသား9ယောက်သာကျန်ခဲ့လေတော့တယ်ထိုအထဲမှာတော့စပိန်နဲ့လာခဲ့သူက3ယောက်ခြေလင်းလျှောက်ပြီးတော့လာတဲ့သူကတော့2ယောက်ထို2ယောက်ကလည်းကျွန်တော်နဲ့တန်းစော်တို့ပဲဖြစ်တယ်စပိန်နဲ့ကျောင်းတက်ကြတဲ့ကျောင်းသားတွေကတော့ခက်အေးသမားတွေသူတို့တွေကိုတော့အရင်မေးကြည့်တော့လဲဘာမှမထူးကြသဖြင့်နောက်ဆုံးကျွန်တော်နဲ့တန်းစော်အလှည့်ရောက်လာခဲ့တော့တယ်ကဲငါတပည့်တို့အခုရပိုင်းတွင်ကျောင်းကိုလာရင်းနဲ့လမ်းမှာဘာတွေများထူးထူးခြားခြားတွေ့ခဲ့ကြသလဲဘာတွေလောက်ခဲ့ကြသလဲဆိုတာဆရာကိုအမှန်အတိုင်းပြောပါကွယ်ဆရာမင်းတို့ကိုရိုက်လည်းမရိုက်ဘူးအရေးလည်းမယူဘူးကွာဂတိပေးတယ်ဆရာကြီးဦးကျော်ခင်ကအတန်တန်ပြောနေမှကျွန်တော်လည်းမနေတာတော့ပဲပြန်ပြောခဲ့လိုက်တယ်ဒါလို့ရှိပါတယ်ဆရာကြီးလွန်ခဲ့တဲ့တစ်ပတ်ကျော်ကျောင်းပြန်ဖွင့်တဲ့ဒီရက်မှာတော့တန်းစော်နဲ့ကျွန်တော်မနဲ့စောစောကျောင်းတက်ဖို့အလားမှာတင်းချိုင်းကုန်းကြီးနားကအဖြစ်မှာတော့လမ်းမပေါ်ကိုခွေးချီလာတဲ့အယိုးတစ်ချောင်းကိုတွေ့ပါတယ်အဲ့ဒါကိုတွေးတော့တန်းစော်ကကြောင်းရောက်ရင်တငယ်ချင်းတွေကိုစရနောက်ရအောင်ဆိုပြီးတော့ယူသွားမယ်ဆိုပြီးတော့ဗဇက်ကလည်းဟေ့ကောင်ငါနဲ့လိုက်ခဲ့လို့ပြောပြီးတော့လွယ်ထဲကိုထည့်ပြီးတော့ယူလာခဲ့ပါတယ်ကျွန်တော်ကမယူဖို့လည်းအတန်တန်တားပါသေးတယ်ယူလာတဲ့အယိုးကလည်းနည်းနည်းကြီးနေတော့ဆရာကြီးမြင်စူမာကြောက်ပြီးတော့ကျောင်းနောက်ဘက်ကခြုံမုတ်ကြီးမှာပြစ်ထားလိုက်ပါတယ်အေးဟုတ်ပြီနောက်ဘာတွေလုပ်သေးလဲပြောပါဦးကွအဲ့နောက်တစ်နေ့မနေ့ကျတော့တန်းစော်ကလည်းအယိုးခက်သေးသေးလေးဆိုရင်တော့ဆရာမမြင်နိုင်ဘူးတငယ်ချင်းတယောက်ရဲ့လွယ်ထဲကိုထည့်ပြီးတော့စရမယ်ဆိုပြီးတော့တင်းချိုင်းဝါမှာတွေ့တဲ့လက်ချောင်းအယိုးသေးသေးလေးတစ်ချောင်းကိုလွယ်ထဲကိုထည့်ပြီးတော့ယူလာခဲ့တာပါအေးဟုတ်ပြီတန်းစော်မင်းအဲ့ဒီအယိုးတွေကိုဗမာထားတယ်လေကျွန်တော်လည်းတငယ်ချင်းတွေကိုစရအောင်ဆိုပြီးတော့ကျောင်းကိုယူလာပြီးတော့ကျွန်တော်စာရေးစပွဲထဲမှာပဲထည့်ထားပါတယ်နောက်ပြီးတော့စာသင်ရင်းနဲ့မေ့သွားလို့အခုကျွန်တော်စပွဲထဲမှာပဲရှိပါတယ်ဆရာကြီးဒီနှစ်ခုတည်းပဲလားနောက်ထပ်ယူလာတာတွေရှိသေးလားမရှိတော့ပါဘူးဆရာကြီးအဲ့နှစ်ခုကလည်းကျွန်တော်ယူလာတာပဲရှိပါတယ်ကျွန်တော်ဘသူ့ကောင်မှလည်းမဆရမနောက်ရသေးပါဘူးအေးဒါဆိုရင်လည်းဆရာကြီးကိုအခုအဲ့ဒါတွေပေးဆရာနောက်ကနေလိုက်ခဲ့မယ်တန်းစော်ကလည်းဆရာကိုကြောက်ကြောက်နဲ့သူ့ရဲ့စာရေးစပွဲထဲမှာလူတစ်ယောက်ရဲ့လက်ချောင်းလေးများဖြစ်နိုင်သည့်အယိုးစုတစ်ခုနဲ့ကျောင်းနောက်ဘက်ခြုံပုတ်ထဲမှာလက်ပြန်ယိုးတစ်ချောင်းအားရှာပေးလိုက်လေတော့တယ်ကဲဒါဆိုရင်လည်းမင်းတို့နှစ်ယောက်အဲ့ဒီအယိုးနှစ်ခုကိုယူပြီးတော့ဆရာနဲ့လိုက်ခဲ့မင်းတို့ယူလာတဲ့နေရာကိုပြန်ထားရမယ်ဗဇက်ကလည်းပြန်ထားခဲ့တဲ့အကြောင်းကိုပြောခဲ့အောင်ပြီးရင်လည်းဆရာနဲ့အကြောင်းကိုပြန်မလိုက်ခဲ့နဲ့တော့အိမ်ကိုတခါတည်းပြန်ကြလားဆရာကြီးနဲ့ကျွန်တော်တို့နှစ်ယောက်လည်းအယိုးကိုမူလယူခဲ့သည့်နေရာများတွင်ပြန်ထားခဲ့လိုက်လေတော့တယ်တန်းစော်ကတော့ဗဇက်ကတလုံးလုံးနဲ့ဘာတွေပြောနေမှန်းတော့မသိပါဘူးထိုနေ့မှစပြီးတော့ကျွန်တော်တို့9တန်းကျောင်းဆောင်လေးပတ်ဝန်းကျင်တွင်တော့ဘာအတန်မှထပ်မကြရတော့ဘဲနဲ့အေးဆေးငြိမ်သက်သွားသည်မှာတော့ယခုတတိုင်ဖြစ်ပါတော့တယ်သို့တော်လည်းကျွန်တော်အပါဝင်ကျောင်းတစ်ကျောင်းလုံးကတော့စောင်းညရဲ့ဧည့်သည်ကိုဘယ်တော့မှတော့မေ့မှာမဟုတ်ပါဘူးဇလန်လေးကဒီမှာနေပြီးဆုံးသွားပါပြီရှင်ဇလန်လေးကိုရေးသားပေးတဲ့မိုးရေးတန်းရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်